ပါမောင်ကုန်းထဲကမကျူစုပါလေခင်ဗျာဒီနေ့ပေါ်လာတဲ့ BKK ကနေဓာတ်ရိုက်မှာယူထားတဲ့အင်ကြီးဝစားလေးရောက်လာပါတယ်ခင်ဗျာကလေးအနေထားလေးပါခင်ဗျာအသားနာလေးကတော့လုံးဝချီပေါင်းသားလေးဖြစ်တဲ့အတွက်အေးမြမှုကိုခံစားရမှာဖြစ်ပါတယ်ခင်ဗျာလို့ပြောပါဦးဖြစ်ပါတယ်ခင်ဗျာဖြစ်ပါတယ်ခင်ဗျာအရန်ကိုလှပပါတယ်ခင်ဗျာမောင်ကောင်းကိုယ်တိုင်ဒီနေ့ကြော်ညာနေခြင်းဖြစ်ပါတယ်ဒါလေးကတော့အနီအောင်လေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာဒါလေးကနောက်တစ်ရောင်ပါခင်ဗျာဒါလေးကတော့ရှမ်းရောင်လေးပါဟုတ်လားရှမ်းရိုးရာရောင်လေးပါခင်ဗျာအသားနာလေးကတော့အသားနာလေးကြည့်လိုက်ပါဦးချုပ်ရိုးချုပ်သားအသားဘောချုပ်ရိုးချုပ်သားလေးတွေကအင်မတန်မှလိုင်းလေးတွေကတက်ရက်လွန်အားကြီးပါတယ်ခင်ဗျာဒါလေးတွေကရိုးရတဲ့အအစစ်မှန်မလို့ချီပေါင်းသားအစစ်ကလေးတွေပါခင်ဗျာအယောင်ပိုင်းဆိုင်ရာလေးတွေက9ရောင်လာပါတယ်လောလောဆယ်ဒါလေးကတော့ဖီနီရောင်လေးပါခုနအနီရောင်လေးပါခင်ဗျာဇာရာတစ်စိတ်လေးလည်းပါပါတယ်ခင်ဗျာကလေးဇာရာလေးပါခင်ဗျာကျွန်တော်ကတော့မောင်ကောင်းဖြစ်ပါတယ်ကျွန်တော်လည်းမောင်ကောင်းဖြစ်ပါလေဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဒါလေးကရင်ကြီးစိမ်းလေးပါခင်ဗျာအရန်လှပတော့ဇာရာလေးနဲ့ပါချီပေါင်းသားလေးတွေပါနွေရာသီနေထက်ဝိရင်ဆိုရင်တော့အရန်လှပပါတယ်ခင်ဗျာအိတ်ထောင်ပေါက်လေးတစ်ပေါက်ပါပါတယ်ခင်ဗျာဒီမှာချွေးချုပ်သားလေးတွေကလုံးဝမဖွာဘူးဗျာကြစ်လက်တက်ရက်မှုကတော့ဘာနဲ့မှလိုက်မမီဘူးခင်ဗျာမောင်ကောင်းကိုယ်တိုင်ဝိဖေးတာချင်းဖြစ်ပါတယ်အရန်လှပတဲ့တောင်လေးပါပဲဒါလေးကဘာလေးတော့ရင်ကြီးစိမ်းလေးပါခင်ဗျာလှပါတယ်လို့လှပါတယ်ဒါလေးကလည်းဘာရောင်လေးလဲအညိုလေးဗျာရွှေရွာတော့ရှမ်းထားလေးဒီအောက်ကပွားပေးထားတဲ့အတွက်ကလေးတွေနေထိုင်မှုတအားကောင်းပါတယ်ခင်ဗျသူကဇာတာတစ်စိတ်လေးနဲ့ဒီကောင်ကဘေးလိုင်းခွဲလေးခွဲပေးထားပါတယ်ခင်ဗျဈေးတန်းလေးနေနေကတော့1400အောက်ကိုရောင်းပေးမှာပါအမတန်မှတန်တော့ပါ1400အောက်ရောင်းတာဆိုတော့ဒီမှာချိုးသားတွေကြည့်လိုက်ပါဦး1400အောက်ရောင်းပေးမှာဆိုတော့ကလေးလေးတွေမိသားစုတွေဝိပေးရတာတအားတန်ပါတယ်ချီပေါင်းသားတွေဖြစ်တဲ့အတွက်ဘယ်မျိုးဘယ်တိုင်းဘယ်ဒေသမှမရပါဘူးမြန်မာနိုင်ငံမှာလည်းကျွန်တော်တို့မောင်ကောင်းဆိုင်တစ်ဆိုင်နဲ့ပဲရပါတယ်ခင်ဗျာဒါလေးကခဲအောင်လေးဗျာဟုတ်ပါလားဟုတ်ပါတယ်ခဲအောင်လေးပါခင်ဗျာဒီမှာဇာတာသူ့ရဲ့ logo လေးတွေပါပါတယ်ခင်ဗျာအင်မတန်မှလှပတဲ့အနေထားမှာရှိပါတယ်ချိုးရိုးချိုသားအသားနာကတော့ဘာနဲ့မှမတူ BKK ဓာတ်ရိုက်ဆိုတော့ဘန်ကောင်းထက်လေးတွေဆိုတော့အရန်လှပတဲ့ချီပေါင်းသားလေးတွေဖြစ်ပါတယ်ခင်ဗျာမောင်ကောင်းကိုယ်တိုင်ဝတ်ပေးထားပါတယ်ခင်ဗျာဒီမှာချိုးရိုးချိုသားလေးတွေကကြည့်လိုက်ပါဦးအင်မတန်မှညက်ဖွာချင်းပြူချင်းမရှိပါဘူးအေးမြမှုကိုလည်းရရှိမှာဖြစ်ပါတယ်ခင်ဗျာအရန်လှပတဲ့အစုံလေးတွေပါခင်ဗျာကာလာစုံဒီဇိုင်းစုံ5မျိုးထွက်ထားပါတယ်ဈေးလေးကလည်း1400အောက်ဆိုတော့ဝစ်ပျော်ကြီးပေါ့ဗျာမိသားစုကလေးတွေအတွက်အေးစစ်စစ်ပေါ့ခင်ဗျာနေထောက်ရှိုးလိုက်တော့ကြံနာနေပြီဆိုတော့လမ်းဒီဇိုင်းဘာညာကာလာလုံးဝအနေလေးကိုအနီလေးကိုနီလေးလိုပန်းမုံလေးထည့်ပေးထားပါတယ်တဲ့ကွန်ပျူတာဒီဇိုင်းလေးတွေပါချိုးသားလုံးဝအရသာရှိလုံးဝထိမိမိုက်ဈေးတန်းလေးဘာညာကပြုတ်ပြပါမယ်နော်ဒီကောင်က2400အောက်ကိုရောင်းပေးမယ်အစင်တန်းမြင့်တော့အချီဒီကောင်ချီသားစစ်တွေquality ဘိုင်းဆိုင်ရာလုံးဝစိတ်ချရပါတယ်ခင်ဗျာချုပ်ထားတဲ့အသားနာကလည်းလုံးဝမိုက်ပါတယ်ခင်ဗျာဒီလက်ရဲ့ချုပ်ပုံနေအားလုံးကအစင်တန်းမြင့်လုံးအားကြီးပါတယ်ခင်ဗျာသူကတော့ပြဲဖို့ပြုဖို့တော့မလွယ်ပါဘူးမောင်ကောင်းကိုယ်တိုင်ရဲ့အထည်နေထားပါဆိုလက်ဆိုင်ပါလားဟုတ်ပါလေဟိုနောက်လေးလက်လိုက်ပါအောင်မောင်ကောင်းလှတဲ့နေထားမှာကြည့်လိုက်ပါတော့ဒီကလေးဝစ်လို့လှမှာမဟုတ်ဘူးနော်ဒီကလေးရွယ်တိုင်းဝစ်တဲ့လူတိုင်းမောင်ကောင်းရွယ်ဝစ်တဲ့လူတိုင်းလှပါမှာဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဗျကြည့်လိုက်တော့ဒါလေးကဘာလေးလဲခုနနီလေးဒါလေးကပြလေးပန်းမွေလေးနဲ့ပန်းမွေလေးနဲ့ကြည့်လိုက်တော့ပန်းမွေလေးနဲ့ကြည့်လိုက်တော့အသားနာဘာညာဒီဇိုင်းကလာတွက်ကြည့်လိုက်တော့နောက်ကလေးလည်းပြလိုက်ပါဦးမောင်ကောင်းโอเคမိုင်းချက်ကြီးကန်ကိုဒီမောင်ကောင်းဝင့်နေလို့ဝစ်တာမဟုတ်ဘူးနော်သူနဲ့ရွယ်သူကလေးတိုင်းလဲဒီတိုင်းပဲလုံးဝလှနေရမှာနော်ကြည့်လိုက်အောင်ဟောလှတဲ့ပန်းကက်ကလေးတွေကွာဟာသားရတာနာတော့ရက်ဆက်တဲ့အင်ကြီးဝစ်တဲ့တကူကစောက်ရမ်းလှနော်မောလိုက်အောင်အိုးကျွန်တော်လိုပဲလှမှာပါလို့ပြောလိုက်ပါဦးကျွန်တော်လိုပဲလှမှာပါဟုတ်ပါတယ်ခင်ဗျာဒါလေးလည်းကြည့်လိုက်အောင်လောက်လှလဲဒီမှာပန်းမောင်လေးတွေဟာလှလိုက်တဲ့ပန်းကက်လေးသူ့ရဲ့လာတဲ့စာရွက်ကိုကြည့်လိုက်အောင်ဒါဒီဒီစိမ့်နဲ့နော်ဒီမှာနော်သူ့ရဲ့လာတဲ့ဒီစိမ့်သူ့ရဲ့လာတဲ့ခံနဲ့ချက်ပြားဟိုဟာသူ့ရဲ့ logo နဲ့သူ့ရဲ့ဒီစိမ့်နဲ့အကုန်လုံးလာတာဗျတာနာမှုကလိုက်မမီပါခင်ဗျာဒါလေးကဖြူပန်းလေးပါဟုတ်လားဖြူပန်းရပြအောင်လေးတွေထွက်ထားပါတယ်ရန်လှပတာကွာလှချက်ဗျာဒီဘက်လဲလိုက်ပါဦးဟုတ်ပါတယ်ခင်ဗျာဟုတ်ပါဗျာနောက်တစ်မျိုးရှိုးလန်ထွက်ရှန်ထွက်ဘယ်လိုကြည့်ပါဦးလှပတဲ့ဒီဇိုင်းကလာလေးဗျာအီဂျစ်ကပီရမစ်ဒီဇိုင်းလေးတွေဗျာအီဂျစ်ကပီရမစ်ဒီဇိုင်းလေးတွေဗျာကောင်းရလှချက်ကွာ small medium လက်ဆိုင်လာပါတယ်ခင်ဗျာဒါလေးကတော့ medium ဖြစ်ပါတယ်သူကတော့ဒါကတ်တင်ပိုင်းဆိုင်ရာကတော့လုံးဝသူနဲ့အတဲ့ပေါ့
left side ဆိုရင်တော့နည်းနည်းလေးရောင်ရောင်လေးကြီးတဲ့ဘက်မှာပေါ်မူတည်တယ်ဒါလေးကတော့ side တဲ့ပါပဲကျွန်တော်လို့ချောသားပါမယ် ကျွန်တော်တို့ချောတာပါမယ် အဲ့လိုလေးလိုက်ဝေပါခင်ဗျာ အဲ့လိုလေးလိုက်ဝယ်ပါခင်ဗျာ ဟုတ်ပါပြီခင်ဗျာ ဟုတ်ပါပြီခင်ဗျာ မြင်ပြောတဲ့မြင်တော့မှကြည့်လိုက်အောင်ဇိမ်းလေးဇိမ်းပြလေးဗျာဒီမှာပန်းကက်ကလေးတွေကိုကြည့်လိုက်အောင်လှလိုက်တဲ့အသားနာနေဗျာ VKK ဓာတ်ရိုက်တွေဆိုတော့လုံးဝအသားနာအစင်တန်းလုံးဝမြင့်တယ်2400ဆိုတော့ကလေးတိုင်းကလေးတိုင်း branded အကိုသွားရစီရမယ်ကော်လန်ချုပ်ရိုးချုပ်သားဈေးကျုံမဟုတ်ဘူးနော်လုံးဝအစင်းမြင့်သောဟာတွေနော် quality ကလုံးဝစိတ်ချရတဲ့ high quality တွေဖြစ်တဲ့အတွက်မောင်ကောင်းလိုပဲလှသွားကြည့်မယ်နော်2400အောက်ပါမောင်ကောင်းရေပြောလိုက်ပါဦး ခင်ဗျာ 2400အောက်ပါခင်ဗျာလို့ တောင်းလေးတော့ပါခင်ဗျာ အားပေးလိုက်အောင်နော် အပိကြပါဦး ဟုတ်ပြီလှလိုက်တဲ့စမောလေးဗျာဒီကောင်အသေးဆုံးလေးသူ့ထက်မောင်ကောင်းထက်ငယ်မဲ့ကလေးတွေဝစ်လို့ရတယ်။ရောင်လေးဝစ်လို့ရမောင်ကောင်းကလောရောတဲ့အသက်ဘယ်လောက်ရှိသား ကိုနေ 9နှစ်ပါ ခုနှစ်နှစ် 9နှစ်ပါလို့ရှင်းနေပြတော့မယ်ဆို6နှစ်ကလေးဝစ်လို့ရတယ်9နှစ်ကလေးဝစ်လို့ရတယ်9နှစ်သားလေးဝစ်လို့ရတယ်ကြည့်လိုက်အောင်ကွန်ပျူတာ live ပေါက်ထားတာလေးကြာလှလိုက်တာခမညာကြည်ရင်တော့လှလိုက်တာကျယ်သီးလေးတက်ပြလိုက်ပါဦးတစ်လုံးလောက်ဟိုအောက်ခလေလောက်တွေနားလောက်တွေလေလှပါတယ်ခမညာတော့ပါပြီမတို့ကနေတော့အာလှချက်ဗျာရက်ဆက်ပါတယ်အဲ့မှာဘလောက်လှလဲကဲကျယ်သီးပိုလေးတွေတစ်လုံးထည့်ပေးထားသေးတယ်နော်အမြဲတမ်းကျယ်သီးပိုလေးပါသေးတယ်သူတို့ဒီမှာချုပ်သားဘလောက်ထိအဆင့်မြင့်လဲဆိုရင်ကျယ်သီးပိုပါအကုန်ထည့်ပေးထားပါတယ်ခင်ဗျာဒါတစ်စိမ့်နဲ့နော်သူ့ရဲ့ logo အဆင့်မြင့်ပါတယ်ခင်ဗျာဒီတော့မောင်ကောင်းနဲ့ကိုယ်တိုင်ကြော်ညာခြင်းဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပါလေခင်ဗျာ မောင်ကောင်းအထက်ဆိုင်ကိုဝယ်ယူအပ်ပေးကြတဲ့ချင်းမိတ်ဆွေတဝူတယောက်စီတိုင်းကျမ်းမာချမ်းသာလူရဆန္ဒတွေပြည့်စုံကြပါစေခင်ဗျာအားလုံးကိုအပ်ပေးကြတဲ့အတွက်ကျေးဇူးရမ်းတင်ပါတယ်ခင်ဗျာလက်အုပ်လေးချိလိုက်ပါဦးကျေးဇူးလေးရမ်းတင်ပါတယ်ခင်ဗျာအားလုံးစည်းစိမ်ဥစ္စာများတိုးကြပါစေပြောလိုက်အောင်အားလုံးစည်းစိမ်ဥစ္စာများတိုးကြပါစေခင်ဗျာဘိုင်ဘိုင်ပါ ဘိုင်ဘိုင် ဟဲ့မမခင်ဗျာမာကြီးရတော့အဝါခွတ် walk အဝါcost မင်းသားလောက်ကျွန်တော်ဒီနေ့မင်းသားမဟုတ်ပါဘူးကျွန်တော်အိမ်နေရင်အတိုင်းပါပဲဒီနေ့တာတာမောင်ကောင်းရဲ့မင်းသားကလေးပါခင်ဗျာ ဟိုဖြစ်တာတော့